တရက် function တစ်ခုအစီအစဉ်ရဲ့ default မှာတော့ပေါ့ပေါ့ပါပါလေးဖြစ်တဲ့ count function အကြောင်းကိုပြောပြပါမယ် count ဆိုတာကတော့ရေတွက်တာဖြစ်ပါတယ်တစ်ခုနှစ်ခုဒီလိုမျိုးရေတွက်တာကို count ဆိုပြီးတော့ခေါ်ပါတယ်ဒါပေမဲ့ Excel ရဲ့ count function က number ကဏ္ဍတွေပဲတည်တံ့ရေတွက်နိုင်တာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အားနည်းချက်ကဘာတွေဖြစ်မလဲဆိုတာလဲခံမှန်းလို့ရလောက်မယ်ထင်ပါတယ်ဒီအပေါ်ဆုံးမှာရေးထားတဲ့ဟာကတော့ count function ရဲ့ syntax ဖြစ်ပါတယ်သူ့ရဲ့ syntax ထဲမှာ argument ကတော့ value 1 2 3အစရှိသဖြင့်အများကြီးရေးလို့ရပါတယ် equal count တက်ကြီးခောက်မယ်သူ့မှာ value 1 2ဆိုတဲ့အတိုင်းဒီလိုလေးထောက်ပြီးတော့ comma တစ်ချက်ချဒီလိုလေးထောက်ပြီးတော့ comma တစ်ချက်ချဒါမျိုးယူလို့ရသလိုကျွန်တော်တို့ရှေ့မှာရှင်းပြခဲ့တဲ့ sum function average function တို့မှာလိုမျိုး range တွေကိုလည်းယူလို့ရတယ်ပေါ့နော်ဟိုမှာဒီ range လေးကိုယူမယ် green ပိတ်မယ် enter ခောက်မယ်ဆိုရင်သူက6ဆိုပြီးတော့1 2 3 4 5 6ဆိုပြီးတော့ရေးတွက်ပြတာဖြစ်ပါတယ် okay ဒီနေ့ကတော့ပေါ့ပေါ့ပါပါလေးဆိုတော့ function syntax တွေရဲ့ argument တွေထဲမှာဘာတွေရေးရမလဲဆိုတဲ့ဟာကိုဖတ်လို့ရတဲ့ shortcut key လေးကိုပြောပြပါမယ် equal count ဆိုပြီးတော့ tag key ခောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့က control A ကိုနှိပ်လိုက်မယ်ဒါဆိုရင် function argument ဆိုတဲ့ box လေးကြာလာမှာဖြစ်ပါတယ်ဒီကတော့ count function ဖြစ်တယ်ဆိုပြီးတော့ဒီမှာရေးပြထားတယ်ဒီ count function ရဲ့ဟာကိုသူရှင်းပြထားတယ် count the number of cell cell ဘယ်နှခုရှိလဲဆိုတာကိုရေးတွက်တာပေါ့နော်သူရဲ့ range တစ်ခုတွင်မှာအဲ့ range ကဘာလဲဆိုရင် that contain numbers ကဏ္ဍတွေပဲပါတဲ့ဟာကိုပဲသူကရေးတွက်တာဖြစ်ပါတယ်ဒါလေးကို cancel လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့6ခုကောက်ထားတယ်ကဏ္ဍတွေပဲရေးတွက်တာဆိုတော့ဒီထဲမှာ yes ဆိုပြီးတော့ရိုက်ထည့်ကြည့်လိုက်မယ်ဒါဆိုရင် तू က9ဆိုပြီးတော့ပြောင်းသွားပါတယ်သူ့ရဲ့ဒီတက်စာသားကြီးကို तू မရေးတွက်ပါဘူးပေါ့နော်ပြီးရင်ဒီ600ကို delete key နှိပ်လိုက်လို့ရှင်လဲ तू က blank တွေကိုလည်း ignore လုပ်ပါတယ် blank တွေကိုလည်းမရေးတွက်ပါဘူးဒါပေမဲ့ကျွန်တော်တို့ cell range ယူထားတာကတော့ဒီဟာကြီးတစ်ခုလုံးကိုယူထားတာဖြစ်ပါတယ် count function ရဲ့အားသာချက်ကတော့မတူတဲ့ cell range အများကြီးက number တွေကိုရေးတွက်နိုင်တယ်ပေါ့နော် equal count tag key ခုံမယ်ဒီ range ကိုယူမယ်ပြီးရင် comma တစ်ချက်ချမယ်ပြီးရင်ဒီအောက်က range လေးကိုလည်းယူမယ်ခွင်းပိတ်မယ် enter ခေါက်မယ်ကျွန်တော်တို့ကဒီပုံစံမျိုးလေးရေးတွက်လို့ရပါတယ်ဒီမှာဆိုရင်10ခုရှိရဆိုပြီးရေးတွက်ခဲ့တယ်ဒီနေရာမှာကျွန်တော် date ထည့်ကြည့်မယ် date ဆိုရင်ရောကောက်သလားဒီနေ့ date ကိုလိုချင်တယ်ဆိုလို့ရှိရင် control semicolon နှိပ်လိုက်ပါမယ် enter ခေါက်မယ်ဒါဆိုရင် तू က17ဆိုပြီးတော့ပြောင်းသွားတယ်ဆိုတော့ तू က date တွေကိုလည်းရေးတွက်ပါတယ်ပေါ့ပြောတော့ကဏ္ဍတွေ number တွေကိုပဲရေးတွက်တယ်ဘာလို့ date ကိုရေးတွက်တာလဲကျွန်တော်တို့က Excel မှာဆိုလို့ရှိရင် time နေ date တွေကို Excel က number အစဉ်လိုက်တွေနဲ့ပဲမှတ်ပါတယ်ဆိုလိုတာကတော့ကျွန်တော်တို့ဒီနေရာလေးမှာလွတ်တဲ့နေရာလေးမှာ number 1ဆိုပြီးတော့ရိုက်ထည့်လိုက်မယ်အဲ့ဒါလေးကို date shortcut ဖြစ်တဲ့ control shift 3ကိုနှိပ်လိုက်လို့ရှိရင်သူက1ရက် January 1900ခုနှစ်ကိုရမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင် Excel ကအဲ့ရနေစပြီးတော့1ဆိုပြီးရေးတွက်တာနှစ်ဆိုရင်2ရက် January 1900ခုနှစ်ဆိုတဲ့ဟာကိုရမှာဖြစ်ပါတယ်ပေါ့နော်ညမှာနှစ်ဆိုပြီးတော့ရေးမယ်အန်တာခောက်လိုက်ရင်2ရက် January 1900ခုနှစ်ဆိုတဲ့ဟာကိုဒီ formula bar မှာလည်းတွားကြည့်လို့ရတယ်ပေါ့နော်count ကိုမှ if နဲ့တွဲမယ် count if function အကြောင်းကိုကြည့်ဖို့အဆင်သင့်ဖြစ်တယ်ဆိုလို့ရှိရင်တော့ comment မှာ yes ဆိုပြီးတော့မှန်ခဲ့ပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်